ကဲမှာကြည့်လိုက်တော့ဒီကားပဲလား ဒီကားပဲဗျာဟုတ်ပါလား ဟိုကကားလို့ထင်ကြတာကားတော့ကားပဲ ကွန်ဒိုတစ်လုံးပဲကြည့်လိုက်လား ထိုင်ကြည့်လိုက်ပါ ဒါပဲလားထိုင်ကြည့်လိုက်ဒီတော့လူတွေအများကြီးစီးလို့ရထိုင်အောင်ထိုင်စီးလို့ရဒါပဲလားဟာပြပေးမယ်အများကြီးပဲပြပေးမယ်အဲ့ဒါကြပါဦး ဒါတီဗီနော် ဒီမှာ TV တစ်လုံးပါမယ်အပေါ်မှာ TV 3လုံးပါတယ်အောက်မှာ TV တစ်လုံးပါတယ်အားလုံး TV 4လုံးပါတယ်ဒီမှာပေးစင်ချက်ကြည့် ချက်မဲ့ပြုတ်မယ် ချက်မယ်ပြုတ်မယ်ဘာညာဒီမှာလုံးမယ် ဒီမဲ့ချော့ ဒီမှာလုံးမယ်ဒီမှာချက်မယ်ပြုတ်မယ်ဒါဒီအကုန်လုံးအလုပ်လုပ်လားအကုန်လုံးလုပ်တယ် လူမဲ့နှက်မယ်ဒီမှာ ဒီမှာနူးမယ်နှက်မယ်ဟုတ်နူးမယ်နှက်မယ်နော်ဒီမှာခဲမယ်ခဲမယ်အေးမယ်ခဲမယ်အေးမယ်အဲဒီမှာဒီကဲတည်းကနော်2ယောက်နေလို့ရတယ်ဒီမှာဩချက်ရှူရွေးစီနော်ဒီမှာကိုလွတ်လွတ်တယ်နော်ဩကဲဒီမှာတစ်ချက်ပြအောင်ဒီမှာကြည့်လိုက်တွိုင်းလိုက်တွိုင်းနဲ့ပါမယ်ရေချိုးကန်းလေးပါမယ်ဩခြေအားရေဘူးရောရေရောနှမျိုးလုံးရတယ်ကြည့်လိုက် အေးဟိုဆိုလာပြောလားဆိုလာပါပါတယ်နော် အပေါ်မှာဆူလာပါ ဆိုလာပါတယ် ထပ်ပြပေးမယ်ဒါဆိုမီးပြတ်တယ်ဒါအိတ်ခိုင်းတာဒါအိတ်ခိုင်းဒီမှာ TV တလုံးအေးစိအနားယူမယ်ဒီသားသူဒီတိုင်းခေါ်ရလားကဲလမ်းမှာတွားရင်လာရင်လည်းအရန်ဖိတက်သွားပြီးတော့ရက်ကြသွားလို့လေခင်ဗျဒုက္ခမရဘူးဒီမှာဝှေ့လျှော်သွားဩရပြည့်စုံလေးပါလားအခုရအီယိုအီရဟာစမ်းကြည့်တာကျွန်တော်ဒီကဗျာတော့ဒီ line ပဲဆိုတရားပဲကြည့်မိုင်းလိုက်ရဒီသားစုနဲ့ ကျေုံမော ကြေုံ ပြီးသွားမယ် နောက်ဆုံးဗျာမိမနဲ့စိတ်လို့ပြီးတော့အိမ်မဆင်းလဲ အဲ့ဒါကျွန်တော်အခုပဲဆင်းရဒါပဲဒီကားကျွန်တော်တကယ်ချင်းတို့တီးတက်ထုတ်ထားတယ်ဒီကောင်ကအင်ဂျင်ဒါဆိုကျွန်တော်တို့ကဒီနားတယ်ချိန်မှာဒီကားအင်ဂျင်တော့ကြောက်ဖွင့်လာအင်ဂျင်နိုးသားကြမလို့အခုကဗီဇက်နဲ့ run မိရတယ်အဲကွန် ဒီသား ဆိုလာလည်းပါတယ်ဆိုလာလည်းပါ ဗီဇက်တက်တက် ဗီဇက်တက်တက်အင်ဂျင်ပါဝါကလည်းစီစားအရန်တက်တာတယ်အင်ဂျင်ပါဝါ6000ကျော်လို့ရှိရင်အော်တိုဘီယာနော်အော်တိုဘီယာဟိုချက်ရှိုးတစ်ချက်ရှိုး ဟာမောင်းမယ်ဆိုတော့ပြန်ကျင်းလိုက်မယ်နော် ဟုတ်မမောင်းလေကျွန်တော်နေသားလေးကျွန်တော်ကြည့်တာနောက်ကျွန်တော်တို့ကားမောင်းကားကြီးမောင်းတက်လေကောင်းတက်မောင်းဟုတ်ဒီမှာထိုင်ကုန်မှာထိုင်နေနေအိပ်ပျော်သွားမယ်နော်အလုံးက luxury နော်ထိုင်ကုန်ကမိုက်တယ်ကောင်းလိုက်တာ ကဲဒါမှမမိုက်တယ်